နောက်စီးဆောင်ပါနောက်မကျွန်းစီနဲ့နှုတ်ကထွက်သွားတဲ့စကားတစ်ခွန်းကိုပြန်ရုပ်သိမ်းလို့မရဘူးဒေါတာနဲ့ပြောတဲ့စကားမမာနနဲ့ပြောတဲ့စကားမစင်စားပဲပြောတဲ့စကားတစ်ဖက်သားရဲ့နှလုံးသားထဲမှာအမာရွက်ကြံစီနိုင်တယ်ကြံစီတတ်တယ်မပြောခင်စဉ်းစားပါပြောပြီးမှနောင်တရတာထက်မပြောခင်တတိထားစဉ်းစားတာကပိုပြီးတန်ဖိုးရှိပြီးလူချင်းဝတ်နဲ့ညီညွတ်ပါတယ်ချီကျွန်းလင်းပြန်နှုတ်လို့ရပေမဲ့နှုတ်ကျွန်းလို့ရှိရင်ပြန်နှုတ်မရဘူးဆိုတော့မြန်မာစကားပုံအတိုင်းစကားကလူတစ်ယောက်ရဲ့ဂုဏ်တက်ခါကိုပြုပြင်ပြောင်းလဲတည်ဆောက်ပေးတယ်လို့လူတစ်ယောက်ရဲ့ဘဝအနာဂတ်ကိုလည်းချိုးဖြစ်စည်းနိုင်ပါတယ်အဲ့ဒါကြောင့်နှုတ်စီးဆောင်ပါနောက်မကျွန်းစီနဲ့စကားကိုတန်ဖိုးထားပြီးပြောပါကျွန်တော်နာမည်မောင်ကွေးပါ